အားလုံးပဲမင်္ဂလာပါရှင် We with you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာဆီယမခင်ခင်ထူးရဲ့လေအင်္ဂလိပ်ဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါရှင်ဂုံးဝင်စိတ်ရဲ့အောက်ဖက်နားကိုဂိုက်တော်တော်များများရှောက်လာလိုက်ရင်တန်လျက်မော်လို့ခေါ်တဲ့ချော်စိတ်မြကမ်းမကိုတွေ့ရမှာပါဘာကုန်းတွေတင်မောကြီးတွေလေတွေနဲ့ကုန်တင်ကုန်ချလုံနေကြတဲ့အလုပ်သမားတွေကုန်တင်ကားကြီးတွေမြင်းလှဲတွေစိုက်ကားတွေပြီးတော့မိုးကတာလပတ်စာကြီးတွေအုပ်ဆိုင်ထားတဲ့ကုန်တွေကလည်းဟိုတပုံဒီတပုံတလှုပ်လှုပ်တရွရွဥတဟူသွာလာနေကြတဲ့လူတွေနဲ့အဲ့ဒီမြင်ကွင်းတွေကိုတာရွကြီးပေါ်ကနေစီးကြည့်လိုက်ရင်အတိုင်းတိုင်းမြင်နေရတတ်တယ်ခဏီးနီးကလေးကတ်ကြည့်မယ်ဆိုရင်တော့မြေကမ်းမကိုတွေ့ကက်နေကြတဲ့ဂျော်ဂျက်လေကလေးတွေကိုတွေ့ရမယ်ဒီလေကလေးတွေကတော့ရေရဲ့သဘာဝအတိုင်းကမ်းနဲ့ပူးတုံခွာတုံအေယာဝတီလှိုင်းချက်ခွတ်တွေစီးရင်မူးရီနေကြလေရဲ့သူတို့အဖို့ဒါအစမ်းတော့မဟုတ်ပါဘူးလှေကလေးဘယ်နာရွေ့လှေကလေးပေါ်ကနေသူတို့ဘယ်မှရွေ့မသွားဘူးပဲမဟုတ်လားဒီလှေကလေးတွေဟာအေယာဝတီမြစ်ပြင်ကျဲကြီးနဲ့နှိုင်းစာရင်တင်းငယ်လွန်လာပေမယ့်အေယာဝတီကိုတော့အမိအယကုတ်တွယ်ထားတတ်ကြတယ်အေယာဝတီလောက်တက်တန်းမရင်သေးပေမယ့်မြစ်ကြီးထက်တော့ပိုပြီးအိုဟောင်းနေကြသလိုပဲရေပြင်အထက်တထောင်တာလောက်သာပေါ်နေတတ်တဲ့လှေကလေးတွေဟာလှိုင်းလူးခန့်သားယုံလေးမြင်လို့လီလေကောင်လောက်မှာဝါးပေါင်မို့ခက်ကုတ်ကလေးကိုပလတ်စတစ်အုပ်ထားတယ်။အဲ့ဒီမိုးကုတ်ဆက်ဝိုင်းတွေကပဲသူတို့နေကြတယ်။မိုးရွာအဆိုးနေပူအချောက်ဆိုပေမဲ့အဲ့ဒီလေကလေးတွေကပဲသူတို့ရဲ့ဘဝတွေမဟုတ်လား။မနဲ့လင်းလာရင်တော့သူတို့ကုန်းပေါ်တက်အလုပ်လုပ်ကြတယ်။ဟိုးအနောက်ဖက်မင်းဝင်တောင်ကျောကြီးနောက်မှာနေလုံးကြီးမြုပ်သွားပြီဆိုရင်တော့လေအင်္ဂလိပ်တွေစီသူတို့ပြန်လာကြပြန်ရောတခါတလေလေအင်္ဂလိပ်တွေတဲကထမင်းချက်တဲ့မိခိုးငွေတွေအမှောင်နဲ့ရောနှောပြောက်ွယ်သွားကြတာကိုကြည်ရင်တခါတရံစကိုင်းတောင်ရိုးကမီးပွင့်ကလေးတွေတပွင့်ချင်းလင်းလက်လာပုံကိုငေးမောရင်တခါဒါရိုးကြီးပေါ်ကအိမ်အပြန်စပိန်တွေကိုအတန်တိတ်နှုတ်ဆက်ကြရင်သူတို့ဘဝတွေကိုအနာပေးအပန်းဖြေတတ်ကြတယ်အဲ့ဒီလေအင်္ဂလိပ်တစ်လုံးထဲမှာမီဂျိုးဆိုတဲ့ကောင်မလေးရှိတယ်မီဂျိုးရဲ့အဖေကိုကျွတ်သူကဒီကမ်းနားမှာတဲထန်းတဲ့အလုပ်သမားတယောက်ပါကိုကျွတ်သူကတဲထန်းလို့ပန်းသမျှညဘက်အရေးကလေးတစ်ခွက်တစ်ဖလားနဲ့ဝမ်းချလိုက်ရမှအားရခြင်းနဲ့တဲ့သူကိုကျွတ်သူဖို့ဒီမူးရီအရသာကိုတနေ့မှလက်လွတ်မခံတာမဟုတ်ဘူးတဲထန်းငငွေဆိုတာကလည်းမိသားစုစားဖို့ထက်အရက်ဆိုင်ကဒေါ်တုံးမကိုပေးဖို့ကပိုများနေတတ်တယ်ခုတော့သူမိမမငွေတို့ကလည်းဘာမှမပြောတော့ပါဘူးမပြောဆိုသူတို့မိသားစု6ယောက်အိုးကြီးကိုသမီးကလေးမိကျိုးကထိန်းထားနိုင်ခဲ့တာကလည်းပါတာပေါ့မိကျိုးကဟောသည့်မြစ်စိတ်ကမ်းနားတစ်ခွင်မှာတော့မရှိမဖြစ်လိုအပ်နေတဲ့အဝယ်တော်ကလေးပါဆယ်နှစ်သမီးအထွေထွေအဝယ်တော်ခြတိတ်ကလေးမိကျိုးဆိုပါတော့အရက်ပူပြက်အသားကမဲမဲပိန်ပိန်ပါပါဘိုကေပြတ်ချက်နဲ့ဆိုတော့အမတ်တမဲ့ကြည့်ရင်မိကျိုးကိုကောင်ကလေးတယောက်လို့ထင်ရရဲ့ဒါပေမဲ့ရှင်မီအင်ကြီးဆက်ထမိန်ကလေးတွေကမိကျိုးရဲ့မိန်းကလေးဘဝကိုလှစ်ပြထားတယ်မိကျိုးကဆက်ထမိန်ကလေးကိုကပုံစာကလေးထွက်အောင်ဝစ်ပြီးဖိုဒီဖက်တီပါပဲအဲ့ဒီကပုံစာကလေးကသူရတတ်သမျှသောလုံအားကငွေဆက်ကူကလေးတွေထည့်သိမ်းရာအိတ်ရှုပ်ကလေးလေးသူအိတ်ရှုပ်ကလေးတဲ့ပတ်စံထည့်ထားရင်ကျင့်နေအောင်လိတ်ထားတတ်တယ်ဘာမှမရှိဘူးဆိုရင်တော့ဒီအတိုင်းဖလက်နဲ့ကမ်းနားမှာစက်ထမိန်ကလေးတလွားလွားနဲ့မိကျိုးကိုနေကုန်နဲ့နေကန်းတွေ့ရတတ်တယ်တင်မောသားတို့လှေတကြီးတို့မော်တော်ဘိုင်တို့ကအစကုန်တဲ့ပွဲစားမကျန်အလုသမားတွေအစုံမိကျိုးကိုမတိသူရဲ့လို့မရှိဘူးမခင်းတဲ့သူလည်းမရှိဘူးမရှိဆိုမိကျိုးကသူတို့ရဲ့လက်ဆွဲတော်ကလေးမဟုတ်လားမိကျိုးရီအကျော်နဲ့ကောင်းညင်းပေါင်းဝယ်ပေးပါအောင်900 3ထုတ်ပါဆွဲခဲ့ဟိရော့ပေးလိုက်တဲ့ပတ်စံကိုလက်နဲ့ဆုပ်ပြီးတာယိုးပေါ်ကိုမိကျိုးပြေးတက်ခဲ့တာပဲဟိုတုန်းကတော့ဒီကမ်းနားမှာဈေးတယ်တွေရှိကြပါတယ်အခုတော့တာယိုးကြီးချထားတဲ့ခက်ဝေးဝေးရက်ွက်ကလေးတွေသွားဝယ်မှရတာပါဒီတာယိုးမြင့်ကြီးပေါ်ကိုတက်လိုက်ဆင်းလိုက်တက်လိုက်နဲ့ပဲဖက်နဲ့မပါတဲ့မိကျိုးရဲ့ခြေပွားတွေကတာယိုးကြီးနဲ့ရင်းနှီးနေပြီအဲ့ဒါလို့ဈေးဝယ်ပေးတဲ့အတွက်မိကျိုးပတ်စံရတယ်ရတဲ့ပတ်စံကိုကပုံစာကလေးထဲထည့်လိတ်ထားလိုက်တာပဲမနေ့တုန်းကကုန်ထမ်းသမားတွေကိုဆက်လိတ်ဝယ်ပေးတာရဲ့ကားသမားတွေကွန်ရဝယ်ပေးတာရဲ့သဲလှေအလုပ်သမားတွေလက်ဖက်ရည်ဝယ်ပေးတာရဲ့အားလုံးပေါင်းတော့အခုမနေ့မိကျိုးရဲ့ကပုံစာကလေးထဲမှာပတ်စံ100လောက်ရသွားပြီကပုံစာကလေးကိုမကြာစမ်းကြည့်ရင်မိကျိုးစိတ်တွက်ကြည့်နေမိတာပါမိကျိုးရေဟဲကောင်မလေးခေါ်နေတာကိုရော့ပလင်း
မိကျိုးဝမ်းသာအားရပြေးသွားလိုက်တယ်။အဲ့ဒါလိုပလင်းသမားတွေစီကားမှ450ရတတ်တာကိုအဖြူလားဦးအေးငချင်းအေခွန်ကျော်လဲဝယ်ခဲ့ပိုရာညင်းယူလိုက်ပလင်းကလေးကိုလက်နဲ့ပိုက်ပြီးတာရွေးကြီးပေါ်မိကျိုးပြေးတက်ခဲ့ရပြန်ရောအဲ့ဒါလိုအဝဲတော်အလုတ်ကိုမိကျိုးလှုပ်လာတာတစ်နှစ်လောက်ရှိရောမယ်အတန်းစာဟုတ်တိပတ်တိမတင်ခဲ့ဘူးပေမဲ့ငွေဆက်ကူအမျိုးအစားလောက်တော့မိကျိုးသိတာပေါ့ပေါင်းတာနှုတ်တာမျိုးမိကျိုးနားမလဲပေမဲ့အဲနာတောတာမျိုးကိုကြတော့မိကျိုးသိနေပြန်ရောတခါတလေဈေးသက်ထက်တောင်မိကျိုးကလဲခြင်းလဲနေတော့တာပါခိုင်းမဲ့သူမပေါ်သေးရင်တော့တာယိုးချေကညောင်ချက်ပင်ကြီးအောက်မှာအဖော်တွေနဲ့မိကျိုးကစားနေတတ်တယ်ညောင်ချက်ပင်ကြီးအောက်မှာမိကျိုးရဲ့အဖော်တွေကအများကြီးရဲ့ရက်ွက်ကလေးတွေကကလေးတွေတော့မဟုတ်ပါဘူးမိကျိုးတို့လိုလှေအိမ်ကလေးတွေကကလေးတွေရဲ့အခြားတဲတွေကကလေးတွေရဲ့ကလေးတွေအားလုံးကမ်းနားမှာတွေ့သမျှအလုပ်တွေအကုန်လုပ်ကြတာပါဆန်အိတ်တွေပဲအိတ်တွေကြက်သွန်အိတ်တွေမီးသွေးအိတ်တွေတင်ကြချကြရာကပေါက်ကျလာတာတွေကိုကြုံကြတယ်ထင်းတွေဝါးတွေရေထဲမျောလာရင်လိုက်ဆယ်ကြတယ်တွဲသင်းမောကြီးတွေနဲ့တည်လာတဲ့မြေစီအိတ်တွေဘီလက်မြေအိတ်တွေကတ္တရာဘုံကြီးတွေကဖိတ်ရှန်ကျလာတတ်တာတွေကိုလည်းစောင့်လူတတ်ကြရဲ့ခုရက်ပိုင်းမှာတော့ကတ္တရာရဲ့သင်းမောကြီးတွေအလာများနေတယ်မြစ်ထဲကိုရှန်ကျလာတဲ့ကတ္တရာဈေးတွေကိုရေကူးဆယ်ကြဖို့စောင့်နေကြတဲ့ကလေးတွေဆိုရင်ရေတွေရွှဲဆိုလို့ကတ္တရာဈေးတွေပြပွားလို့တချို့ပစိုးကရောင်းကြိုက်ကလေးတွေနဲ့တချို့ကကိုကြီးတုံးလုံးတချို့ကပဲကြီးရေပွားလို့ဖောသွတ်ဖောရောင်နေပေါ့ရသမျှပစ္စည်းအတို့အစကလေးတွေကိုစုပြီး100ရ200ရကုန်းမော်ကဝယ်သူတွေစီပြေးရောင်းကြတယ်ရတဲ့ပတ်စံကိုစံဝယ်ဖို့သူတို့အိမ်တွေပြန်ပြေးကြရတယ်100နဲ့မှ20ဒီ9ချက်နဲ့ဆို100နဲ့မှအစိတ်မိကျိုးရေဟေ့မိကျိုးနင့်အမေကပတ်စံပေးလဲပါအောင်နဲ့အေးမိဆန်အတန်ကြောင့်ပတ်စံတွက်နေတဲ့မိကျိုးရဲ့လက်ကလေးဆက်ခနဲတုံသွားရတယ်လက်ထဲမှာပတ်စံမပြည့်သေးဘူးစံတစ်ခွက်ဆိုရင်တော့ငွေ200ပြေးမှလက်ထဲကငွေဆက်ကူတွေကိုစက်ထမိန်ကပုံစားကလေးတွေပြန်ထည့်လိုက်တယ်နေကညောင်ချက်ပင်ကြီးတဲ့တဲ့ကိုရောက်နေပြီးအေယာရီမြစ်ကြီးတွေကရေတန်လျက်တွေကတစ်ဖြက်ဖြက်ခါလို့ငါပတ်စံမပြည့်သေးဘူးအေးမိဆန်ရဲ့နင်ကပေးခဲ့ပြီလားအေးပေးခဲ့ပြီမိကျိုးမျက်နှာကလေးညှိုးကျသွားတယ်လေအိမ်ကလေးတွေကနေအမေမျောလှရောပေါ့အမေခမညာကလေးတွေထိန်ရလေတဲ့စိတ်ဝင်လာတဲ့ရေတွေပတ်ထုတ်ရနဲ့စားလဲစားရှာရောပေါ့တက်ပြင်းကိုချရင်အေယာရီမြစ်ကြီးတွေကအယောင်တဖိတ်ဖိတ်လက်နေတဲ့ရေတန်လျက်တွေကိုမိကျိုးငေးကြည့်နေမိတယ်ဟောငတွတ်လာပြီငတွတ်ကပစိုးကိုဆက်လွယ်တိုင်းပြီးရောက်လာတယ်တကူလုံးလဲကတ္တရာစီရီနဲ့မဲလို့ဒီနေ့ဘောလုံးထူကြီးကစားမယ်ဟိဒီမှာငါဘောလုံးဝယ်လာတယ်အမဲငတွတ်နင်ဖေကရကတ္တရာလေးဟာဒီနေ့နေပူတော့ကတ္တရာစီရီတအားရှန်ကြတာငါဟိုးရေလေထိကူးဆယ်ရတာပေါ့အမေကိုလည်းဆန်ဖို့ပေးခဲ့ပြီပိုရာငါဖာသာဘောလုံးဝယ်လာတာနင့်နယ်ဟဲပတ်စံပူတာများမိကျိုးကိုချေရောပေါ့ဒီမှာသူပတ်စံမပြည့်သေးလို့ငတွတ်မျက်နှာမှာအပျော်တွေပျောက်သွားပြီးညောင်ချက်ပင်ကြီးပေါ်စောင်းကြောင်ထိုင်ချလိုက်တယ်တိမှမတိပဲဟာညောင်ရွက်တွေကလေဘူးတွေကိုဆွဲယူပြီးရှုပ်ခနဲမှုတ်ထုတ်လိုက်တယ်ဘောလုံးကလေးကိုလေထဲလက်ထဲညှက်လှည့်ရင်းငတွတ်ကဟာဟုတ်ပြီငါဖိုးထောင်စီကသွားချိပေးမယ်နင်ဘလောက်လိုသေးလဲမိကျိုး100ရမှာပေါ့ဟာရော့ဘောလုံးခဏယူထားငတွတ်ပြေးထွက်သွားရာကိုမိကျိုးငေးကြည့်နေမိတယ်ကန်းနာကိုဆင်းသွားပြီးမကြဘူးငတွတ်ပြန်ရောက်လာတယ်ရော့100သွားနင့်အမေကိုအမြန်ပြန်ပေးချေဟာကစားချင်လားပြီပတ်စံတွေကိုလက်နဲ့ဆုပ်ပြီးလှေကလေးရှိရာကိုမိကျိုးအပြေးပြန်လာခဲ့တယ်အမေကတော့အငယ်ကလေးကိုကရက်ခွင်ရက်ကြီးနဲ့လှေတဲ့ကရေတွေကိုပတ်ထုတ်နေလေရဲ့မိကျိုးရဲ့ငါဖြင့်မျှော်လိုက်ရတာနေမြင့်လာပြီလေမငွေတိုးကရေပက်နေတဲ့တံပကံအဆုပ်ကလေးကိုချပြီးပကံလှမ်းယူပတ်စံလှမ်းယူတယ်အမေကိုရေကူပက်ပေးခြင်းပေမဲ့ငတွတ်တို့နဲ့ဘောလုံးကစားချင်နေတာနဲ့ပဲကုန်းမော်ကိုမိကျိုးအပြေးပြန်တက်ခဲ့တယ်မိကျိုးရီဖိုးထောင်ကိုတွေ့ရင်ပြောလိုက်စမ်းပါဟိဒီမှာဆံမဝေရသေးဘူးလို့ဖိုးထောင်ရဲ့အမေအတန်းကြောင့်မိကျိုးပါဇက်ကလေးဟောင်းလောင်းပွင့်သွားတယ်ကလေးနိုးတိုင်ရင်ငားမြားနေတဲ့ဖိုးထောင်အမေရဲ့မျက်နှာမှလည်းအမေလိုပဲချွေးတွေတန်တွေနဲ့ပါလားမိကျိုးရင်နဲ့မကောင်းဖြစ်သွားတယ်ညောင်ချက်ပင်ကြီးအောက်မှာတော့ငတွတ်တို့ဘောလုံးပြစ်တန်းကစားနေကြပြီမိကျိုးတယောက်ဝင်မကစားတော့ပဲကန်းနာကိုပဲဆင်လာခဲ့တယ်ငါ့ကိုခိုင်းမဲ့သူခေါ်ပါစေဒီနှစ်တကြံရီတိုးမိုးကတအားကြီးရွာချလိုက်တယ်မိကျိုးတို့လှေကလေးထဲမှာမြစ်ရီတွေထက်မိုးရီတွေကပိုများနေတော့တာပါမိကျိုးလည်းအလုံးမသွားနိုင်သေးဘူးအမေပင်မမှာဆိုတာနဲ့ပဲလှေဝမ်းနဲ့ဆင်းပြီးရေတွေကိုပုံးနဲ့ခတ်ထုတ်ပစ်နေရတယ်
45 46 49လက်မောင်းအောင်လာတာနဲ့ရေဝုန်းကိုချပြီးမိကျိုးလက်တွေကို3-4ချက်ဆန်းထုတ်ပစ်လိုက်တယ်ဒီလေကလေးကိုအဖေတို့ဝယ်တော့က9000ပဲပေးရတယ်လို့ပြောတယ်ခုနေဝယ်ရင်ဘလောက်ပေးရမယ်မဲမိကျိုးမသိပင်မဲအမေကတော့လှေကလေးဖာဖို့ထေးဖို့ငွေလိုတယ်ပြောနေတာကြားပြီးဝါဆိုဝါကောင်ဆိုရင်ရေတွေကကြီးလာတော့မှမြစ်ရေကရှမ်းလှိုင်းတွေကပုံနဲ့အေယာရီမြစ်ထဲမြုပ်သွားကြတဲ့လှေပေါင်းကလည်းမိကျိုးမျက်စိရှိမှလည်းမနေတော့ဘူးဟိုတစ်နှစ်ကဆိုမိကျိုးတို့လှေကလေးမြုပ်မျောသွားတာအလိုက်ကောင်းလွန်းလို့သာရွှေကျက်ရဲ့တောင်စွန်းကပြန်ရခဲ့တာပါဒီတော့ကလှေကလေးကအခုလောက်မအိုသေးဘူးမနာသေးဘူးဒီနှစ်တော့ရေမကြီးခင်ဖာရထေးရမယ်လို့အမေပြောနေပေမဲ့ဘလောက်ကုန်မလဲဆိုတာမိကျိုးမသိပါဘူးမိကျိုးရေဟေ့မိကျိုးကုန်းမော်ကခေါ်တန်ကြတာနဲ့ခေါင်းမော့ကြည့်လိုက်တော့အဝတ်လျှော်တဲ့ဒေါ်ဘီဘီရေစိုးအဝတ်ကြီးနဲ့ဆိုတော့အဝတ်လျှော်လက်စနဲ့ထလာပုံရတယ်ညီးပေါ်တာဦးပလာတို့ရောက်နေတဲ့ညီးကိုခေါ်ခိုင်းလို့လက်ထဲကရေပုံးကိုဝုန်းကနေပစ်ချပြီးဆက်ထမင်းလေးကိုပြင်ဝဲလိုက်တယ်ဦးပလာတို့သင်္ဘောဆိုင်ရင်မိကျိုးမုတ်ဖို့တွေအများကြီးရတဲ့ထားကိုအမေရေအမေကုန်းပေါ်မှာအဝတ်ရေစိုးတွေလှမ်းနေတဲ့အမေကိုခေါ်ရင်ကုန်းမောင်ပေါ်ကနေလွှားကနေခုန်ချလိုက်တယ်အမေကျုပ်သွားတော့မယ်ဦးပလာတို့သင်္ဘောရောက်နေပြီတဲ့အေးသွားကမ်းနားဘက်ကိုအပြေးလာခဲ့တဲ့မိကျိုးတယောက်ဦးပလာတို့ရဲ့နှစ်ထပ်သင်္ဘောပြပြကြီးကိုမြင်လိုက်ရရင်ပဲဝမ်းသာသွားမိတယ်။ကုန်းမောင်ကြီးနှစ်ချက်ခင်းထားတဲ့အပေါ်ကနေဒရုန်းဒုံးနဲ့ပြေးတက်လာတဲ့မိကျိုးကိုဦးလေးဗလာကလက်တွေမြှောက်ပြလို့ဦးလေးဗလာအေးငါဖြင့်ရောက်ကလေးကမိကျိုးမတွေ့လို့မေးနေတာရေပက်နေလို့ဦးရဲ့မင်းသားကမိုးတွေရွာချလိုက်တာလေသမီးတို့လှေကလေးမြုပ်တော့မလို့ကဲပါညီတို့လှေမြုပ်တာမမြုပ်တာအရေးမကြီးပါဘူးဒေါ်ယိုဆိုးကြီးစီကိုသွားပေးပါအောင်ဦးဗလာတို့လာရင်ဒေါ်ယိုဆိုးကြီးတို့အိမ်ကိုမိကျိုးသွားပြောပေးရတယ်။ဘာမှန်းတော့မသိပါဘူး။ဦးဗလာတို့သင်္ဘောရောက်ပြီလို့ပြောယုံပါပဲ။ရော့ဟောတာညီးအတွက်မဟုတ်ဘူး။ဦးဗလာကခုံပေါ်မှာတင်ထားတဲ့စက္ကူစည်းကြီးတစ်စီးထဲကစက္ကူတစ်ချက်ကိုဆွဲထုတ်ပြီးမိကျိုးကိုလှမ်းပေးတယ်။မိကျိုးမျက်လုံးတွေပြသွားရဲ့ငွေ1000တန်ကြီးဆိုတာမှန်းတော့မိကျိုးသိတာပေါ့။တာရိုးပေါ်ကိုအပြေးတက်လာတဲ့မိကျိုးရဲ့ခြေထောက်တွေကဘီးတက်ထားသလားလို့တောင်အောက်မေ့ရတယ်။ပြောင်ပြောင်ပြေးနေတဲ့မြင်းတစ်ကောင်လို့တွက်လက်နေတဲ့မိကျိုးကိုအခုနေတကယ့်မြင်းတစ်ကောင်တောင်ရှင်နိုင်မှာမဟုတ်ဘူး။တာရိုးကြီးပေါ်တက်ရက်ွက်ကလေးကိုကြော်လမ်းမကြီးတိုင်းသွားလမ်းသွယ်ကလေးတွေကိုချိုးနောက်တလန်းထက်ကူညာဘက်ကိုကွေ့တိုက်ဝါကြီးကိုပတ်မိကျိုးမမောပါဘူးမိကျိုးရဲ့ဆက်ထမိန်ကပုံစားကလေးထဲမှာငွေ1000ကြီးများတောင်ရှိနေပြီလေဥပလာတို့တင်မောကြီးကမ်းမှာမခွမချင်းနှောက်ထက်မုတ်ဘိုးတွေအများကြီးရအောင်မယ်အပျော်တွေလွန်နေလိုက်ပုံများဒေါ်ယိုဆိုးကြီးတို့အိမ်ကြော်သွားတာတောင်မိကျိုးသတိမထားမိလိုက်ဘူးနောက်ပြန်လှည့်ယူရတယ်ဒေါ်ယိုဆိုးကြီးတို့အိမ်ကလည်းထုံးစံအတိုင်းအိမ်ဝင်တကားကပိတ်လျက်သားစက်ကူပန်းချုံအုပ်ကြီးကအိမ်ကိုကွယ်ထားလေတော့လူရိပ်လူချေကိုမိကျိုးမမြင်ရဘူးဒေါ်ကြီးဆိုးတကားကိုတအားကြီးလှုပ်ခေါ်တော့မှအိမ်ထဲကလူထွက်လာတယ်တော်ပါသေးရဲ့ဒေါ်ယိုဆိုးကြီးကိုယ်တိုင်တွေ့လို့နှုတ်မို့ရင်ဟိုရှိကအုတ်ခုံမောထိုင်နေရအောင်ပါလေဒေါ်ယိုဆိုးကြီးကတော့မြင်နေကြအတိုင်းမိတ်ကပ်တွေနှကန်းတွေပလက်ပြင်းနဲ့လက်ဖူးပေါ်အုပ်နေတဲ့ငှက်တိုက်လိုသပင်အမောက်ကြီးကိုတော့မိကျိုးအမုန်းဆုံးပဲဟဲ့ကောင်မလေးဥပလာတို့ရောက်နေပြီလားမိကျိုးတောင်ဘာမှမပြောရသေးဘူးသူကသိနှင့်နေပြီလားဟုတ်ကဲ့ဥပလာကဒေါ်ကြီးဆိုးကိုအပြောလွှတ်လိုက်လို့ဒေါ်ယိုဆိုးကမိကျိုးကိုပြုံးပြပြီးစက္ကူပန်းယုံအောက်ကိုလှမ်းကြည့်တယ်စက္ကူပန်းပင်ကြီးကိုဝိုင်းပတ်ထားတဲ့ခုံနှန်းပေါ်မှာလက်သေးနီဆိုးနေတဲ့မိန်းမကိုအခုမှပဲမိကျိုးမြင်မိတာပါအေးငါနဲ့တွေ့ခဲ့တယ်လို့ပဲပြောလိုက်မိကျိုးလှုပ်ပေးရတာဒါပါပဲဒေါ်ယိုဆိုးကြီးရဲ့ခြံရှိမှရက်ပြီးဒီစကားကြီးတခွန်းနဲ့ပြောလိုက်ယုံကလွဲလို့ခြံထဲတောင်မိကျိုးချိမချလိုက်ရပါဘူးခတ်တုတ်တုတ်ကလေးပဲမိကျိုးပြန်လာခဲ့တယ်မိကျိုးရဲ့အပြန်ခြေလန်းတွေကအသွားတော့ကထက်တောင်ပိုပြီးတွက်လက်နေသလားပဲလေအင်္ဂလိပ်စီကိုမိကျိုးရောက်ချင်လာပြီလေအမေကိုဟောသည့်ငွေပေးချင်လာပြီလေမိကျိုးရဲ့ရင်ထဲမှာတော့ရိုပေါက်တွေများနေတဲ့သူတို့ရဲ့လှေကလေးကိုအကောင်းပကတိဖြစ်သွားစေခြင်းနဲ့ဆန္ဒကလွဲပြီးဘာရှိမှတဲ့လေလောလောဆယ်မိကျိုးသိကျင်နေတာကဟောသည့်ငွေနဲ့သူတို့လှေအင်္ဂလိပ်ဖာလောက်ထေးလောက်ပါမလားဆိုတာပါပဲနားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။